ဒီဗီဒီယိုကတော့မလေးရှားကိုသွားတဲ့အချိန်မှာပေါ့နော်အသွားမှာပေါ့နော်ဒီကာတာမှာခဏဝင်နာပြီးစီဖြစ်နေတဲ့သမ္မတထရန့်ကိုဒေါ်နယ်ထရန့်ကိုတွားရောက်နှုတ်ဆက်တဲ့ဒီကာတာက Emirate of Qatar လို့ပြောတာနော်ဟိုဘယ်လိုမလဲမြန်မာလူကလေတကယ်မသိတာဟိုကာတာဇော်ဘွားဘယ်လိုခေါ်လဲမသိဘူးဒါပေမဲ့အင်္ဂလိပ်လိုကတော့ Emirate of Qatar လို့ပြောတယ်အဲ့ကတွေ့လိုက်တာသူတို့ဝဆုံဇော်ဘွားဆိုတာမင်းသားတစ်ခုခုဖြစ်မှာဘရင်လားမင်းသားလားကျွန်မမပြောတတ်ဘူးဒါပေမဲ့ Emirate of Qatar လို့ပြောတယ်သူတို့တွေ့ဆုံနေမှာသူကစနေရနော်အဲ့ဒီဘက်ကကာတာဇော်ဘွားကစနေတယ်ဒေါ်ရထုံးစတာပေါ့ငါတူတဲ့ဒီမှာတဲ့ငါတို့ပိုင်နဲ့ကနေဖြတ်သွားပြီးမှစီဖြစ်ပြီးနဲ့ခဏနားတာတော့မာတဲ့ငါ့ကိုတွေ့ပြီးတော့ငါတို့လည်းနှုတ်ဆက်ပြီးမှဝင်ပြီးခဏတော့နှုတ်ဆက်လို့မရဘူးဆိုရင်တဲ့မနှုတ်ဆက်ဘူးဆိုရင်ငါ့ကိုငါတို့မနှုတ်ဆက်ဘူးဆိုရင်တဲ့သူ့ငါတို့ပိုင်နဲ့လေကနေမသွားခိုင်းဘူးတဲ့လမ်းကြောင်းနဲ့မသွားခိုင်းဘူးတဲ့ဒီစနောက်နေဒါပေမဲ့လည်းသူကျေးဇူးတင်ပါတယ်ပေါ့သူတွေ့ခွင့်ပေးတဲ့အကြောင်းဆိုပြီးတော့မှသူဒေါ်နယ်ထရန့်ကိုပြောပါတယ်ပြီးတော့ဒေါ်နယ်ထရန့်ကလည်းသူ့ကိုစားနောက်နေတာပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်သူတို့ကလေဒေါ်နယ်ထရန့်ကလည်းတဲ့သူတို့သတင်းထဲမှာဒေါ်နယ်ထရန့်ကလည်းသူ့ရဲ့ Air Force One သူ့လေယာဉ်ပေါ်မှာအခန့်တွေ့လိုက်တယ်သူမစင်းဘူးနော်သူ့လာပြီးတော့မှပေါ်နေလေယာဉ်ထဲမှာဖိတ်လိုက်ပြီးတော့မှသူတို့ပြေဆုံးပြီးတော့မှနှုတ်ဆက်စကားပြောကြတယ်လို့ပဲပြောတယ်ဒါပေမဲ့သတင်းဌာနကနေပြီးတော့မှသူတို့အိမ်ဖြူတော်ကပြောခွင့်ရှိတဲ့လူကတော့ဒီဟာလဲတဲ့သူတို့ကိုအရှိ